I am charging. Disconnect. iPhone တွေမှာအားသွင်းတဲ့အချိန်မှာဒီလိုမျိုးအတန်လေးတွေနဲ့ဘယ်လိုပြောပြအောင်လုပ်မလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့မှာမျှဝေပေးသွားပါမယ်ဆိုတော့ရင်ဦးဆုံးအနေနဲ့ shortcut တွေကိုသွားဒီဘက်မှာ automation ဆိုတဲ့ဟာလေးရှိတယ်အဲ့ဒီမှာ new ပြီးသွားရင်ဒီမှာကျွန်တော်တို့က charging နဲ့ပတ်သက်တာဆိုတော့ charger ကိုနှိပ်လိုက်ပါတော့ပြီးသွားရင်ကျွန်တော် is connected နဲ့ is disconnected နဲ့ရှိတယ်ကျွန်တော်အားသွင်းတဲ့အချိန်နဲ့အားသွင်းကြိုးကိုပြန်ဖြုတ်တဲ့အချိန်နဲ့ပေါ့နော်ဆိုတော့အရင်ဆုံးကျွန်တော်တို့အားသွင်းတဲ့ဟာလေးကိုစမ်းပြပေးလိုက်မှာပေါ့နော်အားသွင်းတဲ့ဟာလေးကိုယူမယ်ပြီးသွားရင် run intermediate ကိုရွေးပေးရမယ်ပြီးရင် next ကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးသွားလို့ရှိရင်ကိုကအတန်ပြောစီချင်တာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ speed tab ဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ပြီးသွားရင်ဒီ tab ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီးရင်ကိုကဘာပြောစီချင်လဲပေါ့နော်ဆိုတော့ကျွန်တော်ကတော့ I am charging ဆိုပြီးတော့ရေးလိုက်မယ်ပေါ့နော်ဆိုတော့ပြီးသွားရင်ဒီဘက်က arrow လေးကိုဖွင့်ဒီမှာအမြန်ပြောစီချင်တယ်ဆိုလို့ရှိရင်ဒီမှာ rate နဲ့ဟာလေးတွေကိုဒါလေးတွေကိုcustomize လေးလုပ်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတိုင်းပဲ default တိုင်းပဲထားလိုက်မယ်ပြီးရင် done ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့စမ်းကြည့်လိုက်ရအောင်I am charging. Okay ခုလိုမျိုးအလန်းစား feature လေးတွေကိုသုံးကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page လေးကိုlike and follower လေးလုပ်ထားပေးပေါ့နော်ဆိုတော့နောက်ထပ် video တွေမှာဘယ်လိုအကြောင်းအရာလေးသိကျင်တဲ့ဟာလေးတွေကိုကျွန်တော် comment မှာရေးပေးခဲ့ပေါ့နော်ဆိုတော့ကျွန်တော်အတက်နိုင်ဆုံး video လေးတွေနဲ့ပြန်လဲမျှဝေပေးသွားပါမယ်ဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်